အားလုံးမင်္ဂလာပါဒီနေ့ကတော့ ears နဲ့ပတ်သက်တဲ့ဟာလေးကိုပြပြပေးမယ်ပေါ့နော် ears နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ကျွန်တော် structure လေးကိုအရင်သိဖို့လိုရ right အဲ structure လေးမှာစပြီးတော့ကြည့်ကြည့်မယ်ဆိုရင်သူက ear ဒီတစ်ခုလုံးကြီးကိုပေါ့နော်အပိုင်း၃ပိုင်းခွဲထားတယ်ဒီအရှိဒီ outer layer နောက်ဒီနားကနေဒီ descent ထိက middle ear လို့ပြောတယ်ခံလေးကိုက inner layer လို့ခေါ်လိုက်တယ်ပေါ့နော်ဆိုတော့ဒီ inner ear လေးရဲ့ဒီဘက်က middle ear လေးရဲ့ဒီဘက်က outer ear မှာဘာတွေပါတယ်သူရဲ့ function တွေကပါလဲဆိုတော့ပြပြပေးမယ်အဲ့တော့ဒီမှာ outer layer မှာ pinna ဆိုတဲ့ဒီနေရွက်လေးရှိရပေါ့နော်ဆိုတော့သူကကြတော့ဒီ sound wave တွေလာပြီဆိုလို့ရှိရင်အဲ့ဒါကို collect လုပ်တယ် collect လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီ SV လို့ရေးထားတာ sound wave ကိုပြောတာပေါ့နော် sound vibration sound wave တွေပေါ့နော်နောက်တစ်ခုက direct to ear canal ဆိုတော့သူကဒီ direction နေနဲ့ဒီဘက်ကိုလာဆိုပြီးတော့ direct လုပ်ပေးရမျိုးရှိတယ်နောက်ဒီဘက်ပြင်မှာလာပြီဆို ear canal ဒါကြီးကို ear canal လို့ခေါ်ရပေါ့နော်ဆိုတော့ဒီ ear canal ကဒီ sound vibration sound wave တွေကို transfer လုပ်ပေးတယ်နောက်တစ်ခုကဒီမှာ ear drum လေးရှိတယ်အဲ့ ear drum ကကြတော့အခုရလာတဲ့ vibration တွေကို transfer လုပ်ပေးတယ် vibration transfer လုပ်ပြီးပြီဆိုရင်ဒီဘက်မှာဒီလို၃ခုလေးရှိတယ်ဒါဒီ ear ossicle ပေါ့နော် ear ossicle က label မျိုးလေးရှိရပေါ့အဲ့တော့သူ့ပုံစံလေးကဒီလိုတစ်ခုရှိမယ်နောက်တစ်ခုဒါလေးနဲ့ဆက်ထားတဲ့တရားလေးတစ်ခုရှိမယ်နောက်ဒီဟာပုံမှာမှဒီလိုလေးအကွေးလေးရှိမယ်အဲ့ဒါကသူ့ရဲ့ဒီ label ဆွဲမယ်ဆိုလို့ရှိရင်ဒီကောင်လေး၃ခုကိုဆွဲခိုင်းလေးရှိတယ်ဒါကြောင့်မို့ဒါလေးကိုဆွဲတတ်ရမယ်ပေါ့နော်ဆိုတော့ ear ossicle မှာဒါလေးဒီMalayas ဖြစ်တယ်ဒီဘက်က incus ရှိရဒါလေးကတိတိလေးက stapes ဆိုတာဖြစ်တယ်အဲ့တော့သူတို့၃ခုကဘာလဲဆို bone ပဲအဲ့မှာခဏကိုယ်ထဲမှာအသေးဆုံး bone ၃ခုဆိုရင်ဒီ၃ခုရှိမယ်ပေါ့အဲ့တော့ ear function ကြတော့သူက sound vibration ကို transfer လုပ်ပေးရနောက်တစ်ခု amplify sound vibration ဆိုတာအခုဒီမှာရလာတဲ့ wave တွေကိုသူကဘာကိုပြန်ပြောင်းအောင်မလဲဆိုတော့ဒီရဲရောက်သွားပြီဆို liquid ရှိသွားပြီ right ဆိုတော့အဲ့ဒီကိုပြန်ပြီးတော့ convert လုပ်ပေးလို့ရတယ်ပေါ့အဲ့ဒီအတွင်းထဲမှာဆိုဘာရှိလဲဆိုလို့ရှင်ဒါဒီဒီ cochlear ဆိုတဲ့ဒီအကွေးကြီးရှိတဲ့လက်ခွန်ပုံစံမျိုးအကွေးလေးရှိရဒီပေါ်မှာကဒီလိုအကွေး၃ခုပေါ်မှာထပ်ထားတာမျိုးပေါ့နော် semicircular canal လို့ခေါ်တယ်ဒီဘက်မှာက auditory nerve ရှိရအဲ့မှာဆိုလို့ရှိရင် optic nerve ဆိုပြီးတော့ဒီနားမှာသူကပြန်ခွာသွားတယ်ပေါ့နော်ဒီမှာကျတော့ auditory nerve ဖြစ်သွား over window နဲ့ဒီနားမှာ round window လေးရှိတယ်ဒီအောက်ကနေပြီးတော့ ostichian tube ဆိုပြီးတော့ခွဲခွာသွားတဲ့ဟာလေးရှိတယ် fashion လေးကိုပြောကြမယ်အဲ့တော့အပေါ်ကနေစပြောကြည့်မယ်ဆိုရင် semi circular canal ကျတော့ဘာလို့တာလဲဆိုတော့ဒီ၃ခုရှိတယ်အဲ့၃ခုကနေပြီးတော့ brain ကဘယ်ဘက်ကို head ကဘယ်ဘက်ကိုလဲနေလဲဆိုတော့ဆုံးဖြတ်တာမျိုးပေါ့နော်ခေါင်းက direction 360လဲလို့ရမရဘူးဒါပေမဲ့လဲလို့ရှိရင်ဘယ်ဘက်တွေလဲနေလဲဆိုတော့ဒီထက်လောက်တာမျိုးကြီးသွားတယ်နောက် balance လောက်တာလည်းအတူတူပဲပေါ့နော်ဒီဘက်က cochlear အရေးကြီးဆုံးပဲပေါ့နော်ဆိုတော့ cochlear ကအခုလာတဲ့ဒီ sound wave တွေကိုသူကဒီ fluid အနေနဲ့ vibrate လုပ်ရတယ် right vibrate လုပ်ပြီးသွားပြီဆိုရင်သူက vibrate လုပ်နေရင်လည်းဒီမှာရှိနေတဲ့ hair cells တွေကိုသူတို့က stimulate သွားလုပ်တယ်တော့ pull လုပ်တယ် pull အဲ့လိုဆွဲလိုက်ပြီဆိုလို့ရှိရင် hair cell တွေဆွဲလိုက်ဘာလို့ထုတ်လဲဆိုတော့သူက nerve impulses တွေထုတ်တယ် nerve impulses တွေကိုဘယ်ကတည်လဲဆိုရင် auditory nerve က brain စီကို CNS စီကိုတည်သွားတယ်ပေါ့နော်အဲ့လိုလေးအနေနဲ့အုံနောက်ကနေတဆင့်ပြလေးပေရတန်းဘာညာဆိုပြီးပြန်ပြီးတော့ခွဲလို့ရတယ်ပေါ့နော်နောက်တစ်ခုဒီမှာရှိရ oval နဲ့ round window လေးကဘယ်လိုကွာလဲဆိုတော့ oval ကဒီလာမဲ့ကောင်လေးတွေရှိရ right ရှိရကောင်လေးတွေသူကဒီမှာလုတ်ပြရမှာဆိုတော့အကယ်၍လာသူကလေကအဲ့လို vibration ကထွက်လို့မရဘူးအပေါက်မရှိဘူးဆိုရင်ဒီထဲမှာပဲ reflect ပြန်ဖြစ်နေမှာ right ဝင်လာတဲ့ကောင်ဒီဘက်ကို reflect ပြန်လာလိုက် reflect လုပ်လိုက် reflect လုပ်လိုက်ဖြစ်နေမှာဆိုတော့အဲ့လိုမဖြစ်အောင်လို့ထပ်ပေါက်လေးပေးရပဲရှိရပေါ့နော်ဒီဘက်က eustopium tube ကြတော့သူက equalize air pressure လို့ခေါ်တယ်ဥပမာအဖြစ်တောင်ပေါ်တွေဘာတွေရောက်နေပြီဆိုရင် air pressure အရင်များလာပြီဆိုလို့ရှိရင်ဒီဘက်ကနေပြန်ထွက်လို့ရအောင်ဒါကြတော့ပါးစပ်နဲ့ချိန်ထားတာမျိုးပေါ့နော်ဆိုတော့အဲ့လိုလေးနေနဲ့ပြန်ပြီးတော့ pressure လုပ်ဟို equalize လုပ်ပေးထားတယ်နောက်တစ်ခုက vibration တွေအများကြီးဖြစ်သွားလို့ရအောင်လုပ်ပေးထားတယ်ပေါ့နော်နောက်တစ်ခုကဥမာ oval နဲ့ round window ကပေါ့နော် opposite တွေဖြစ်ကြတယ်ဆိုတော့ oval ကလက်ခံနဲ့ round window ကပြန်ပြီးတော့ထုတ်ပေးထားတယ်ပေါ့အဲ့ဒါလို့ရှိရင်ဒီ cochlear ထဲမှာပဲထပ်ပြီးတော့ reflect မဖြစ်တော့ဘူးပေါ့နော်ဆိုတော့ cochlear ရဲ့ shape ကိုအဓိကဒီဟာကြည့်ကြည့်မယ်ဆိုရင်ကိုရီခုနတွေ့လိုက်တဲ့ဟာဒီလိုအခွန်လေးအဲ့ဒါကိုဘေးနားကနေဘေးတိုက်ကြည့်ကြည့်မှာပေါ့နော်ဆိုတော့ဘေးတိုက်ကြည့်လို့ရှိရင်ဒီလိုလေးဖြစ်နေမယ်ပေါ့အဲ့ဒီဘေးတိုက်ကဘယ်လိုလေးရှိလဲဆိုတော့3 layer ရှိတယ်အဲ့ဒါကို organs of cortis လို့ခေါ်လိုက်တယ်အဲ့တော့ပထမ layer ဂျားထဲမှာရှိနေတဲ့ဟာ vibration နောက်ဒီမှာနောက်ထပ် layer အဲ့ဒီမှာဆိုရင်သူ့ရဲ့ဒီ layer ကိုနောက်အရှိရနေတခါထပ်ဖြတ်ပြီးတော့ကြည့်ကြည့်မယ်ဆိုရင် upper part of the outer canal ဆိုရတဲ့ canal လေးရှိတယ်အလယ်ကနေ middle chamber ရှိတယ်ဒီဘက်မှာ lower part of inner canal ရှိတယ်အဲ့ထူးဆန်းတာကဒီနားလေးမှာ hair cell လေးတွေပါတယ် hair cell လေးတွေကဒီဘက်မှာ ordinary nerve နဲ့ပြန်ချိတ်ထားတယ်ပေါ့အဲ့တော့ sound wave လာပြီဆိုရင်ဒီမှာလှုပ်သွားတယ်ဒီ liquid တွေကလှုပ်နေမယ် right သူ့ရဲ့ဒီvibration ကရှိနေမယ် vibration ကဘာသွားလို့လဲဆိုတော့ hair cell တွေကိုသွားဆွဲလိုက်တယ်အဲ့တော့ဆွဲလို့ရှိရင် hair cells ကဘာလုပ်လဲဆိုတော့ impulses တွေထုတ်တယ်သူဆွဲတဲ့ impulses ပြင်ထုတ်တာ ordinary nerve ကတည်သွားပြီးတော့ brain စီကိုရောက်သွားတယ်ဆိုတဲ့ system လေးနဲ့သွားထားပါတယ်
ဒီ ear ကို balance လုပ်တဲ့အချိန်မှာ organs 3ခုရှိတယ်ခုနပြောခဲ့တဲ့3 semicircular canal ရဲ့ eustachian tube ရဲ့ sulcus ဒါမှမဟုတ် utriculus ဆိုရဲအဲ့ဒီ3ခုကပေါ့နော်ဒီကထားပေးထားတယ်အဲ့ semicircular canal ကကျတော့သူက right angles ဒီအနေနဲ့ဒီ3ခုလုံးကို right angles လုပ်ပေးထားတာပေါ့မျိုးပေါ့နော်နောက်တစ်ခုကဒီထက် the movement of heart for all direction 360 degree ဆိုရဲဒီထက်လုပ်ပေးထားတယ်အဲ့သူစီမှာပါတဲ့နေရာလေးကိုကြည့်ရင်ဒီအောက်ဆုံးလေးမှာ ampulla လို့ခေါ်တဲ့ဒီအမြက်လေးမှာပေါ့နော်အဲ့ဒါလေးတွေပါတယ် right အဲ့ ampulla ကိုတစ်ခါတစ်ဆင့်ပြန်ချဲ့ကြည့်မယ်ဆိုလို့ရှိရင် ampulla ရဲ့အောက်မှာဒီလို layer လေးတစ်ခုရှိတယ်အပေါ်မှာက capula လို့ခေါ်တဲ့ jelly like layer လေးထပ်ရှိတယ်အဲ့ဒီ jelly like layer လေးနဲ့ဒီအောက်ကဟာလေးကဘယ်လိုလှုပ်တာလဲပေါ့နော်အဲ့ဒီ ampulla တွေမှာ hair cell အခြေခံရှိတယ်ဒီပေါ်မှာ capula ဆို jelly like layer လေးရှိတယ်ဆိုတော့ fluid ကဒီလိုမျိုးလေးပတ်သွားမှာ right အဲ့ fluid vibration ပတ်သွားတဲ့အချိန်မှာ jelly like layer လေးကိုသူကလှုပ်သွားတယ်လှုပ်လိုက်တဲ့အချိန်မှာဒီ hair cell လေးတွေက vibrate ဖြစ်သွားတယ် right အဲ့ hair cell လေးတွေပါပြီးတော့ pull up ဖြစ်သွားပြီးတော့အဲ့လိုဖြစ်တဲ့အချိန်မှာ impulses တွေထုတ်တယ်ဒီကောင်လည်းအဲ့နီးနဲ့ပဲပြန်သုံးပြီးတော့ဒီထက်လှုပ်ရတာပေါ့နော် direction ကိုဒီထက်လှုပ်တယ်နောက်တစ်ခုက circulus နဲ့ utriculus ကသူ့ရဲ့ပုံစံလေးတွေမှာအပေါ်မှာ otolith crystals pull hair cells ဆိုတဲ့ပုံစံတိုင်းပဲသူ့စီမှာလည်းအဲ့လိုမျိုး otolith layer လေးရှိတယ်အဲ့ဒါနေပြီး impulses တွေပြန်ထုတ်တယ်ထိအောက်မှာကျတော့ jelly like layer လေးရှိတယ်အဲ့ jelly like layer လေးကအများစုဘာနဲ့လုပ်ထားလဲဆိုရင် calcium carbonate crystal လေးနဲ့လုပ်ထားတယ်ပေါ့နော်အဲ့ exposure ဖြစ်တဲ့ဆိုရကမှအဖြစ်ဒီစိတ်ယုံအလုပ်ယုံဒီမှာဒီအတန်ရမ်းကျတဲ့နေရာတွေမှာအလုပ်လုပ်ရတဲ့လူတွေပေါ့နော်အဲ့လိုလူတွေအတွက်ကကြတော့ loud noises တွေခံစားရတယ်အဲ့ဒါကြောင့်မို့ဒီတောက်လျှောက် exposure ဖြစ်တဲ့ဆိုရက220လောက်ဒီနေရာမှာအလုပ်လုပ်လာပြီဆိုရင်ဒီ cell လေး damage ဖြစ်သွားမယ်အဲ့ hair cell တွေ damage ဖြစ်သွားပြီဆိုရင်ဒီလိုမျိုး impulses တွေမထုံနိုင်ဘူးဆိုရင်ကောက်မကြားရတော့ဘူးဆိုတဲ့ပုံစံလေးနဲ့လုပ်သွားတယ်ပေါ့ ear drum ကိုပျက်စီးနိုင်တယ်ဥပမာဖြင့်တယောက်ကထိုးလို့ပေါ့နော်အဲ့နေရာကပြတ်သွားတာမျိုးတွေရှိနိုင်တယ်ပေါ့နော် ear drum ပျက်စီးသွားရင်လေဒါ vibrate မလုပ်နိုင်တော့ဘူးဖြစ်နိုင်တယ်နောက်တစ်ခု genetic အရာကိုအဲ့လို ear drum မကောင်းမင်းနဲ့ပါလာမျိုးရှိနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအနေနဲ့ ear drum vibrate ကအရင် too strongly တမမဟုတ်ရင် not vibrate at all ဆိုတဲ့ပုံစံမျိုးလေးနဲ့သွားမယ်ဆိုလို့ရှိရင် hair cells တွေက damage ဖြစ်ပြီးတော့shooter hair cells တွေအလုံးမလုပ်တော့ဘဲနဲ့အတန်မထွက်လာတော့နောက်တစ်ခုကလေ hair cell မှတ်ရမှာက hair cell damage ဖြစ်သွားပြီဆိုလို့ရှိရင်သူတို့ကို replace လုပ်လို့မရဘူး။မှပြင် hair cell လေးက damage ဖြစ်သွားပြီဆိုရင်သူတို့ပြန်ပေါက်လာမှာပဲဆိုရင် vibrate ပြန်ရပြီးတော့အတန်ကြားရမှာပဲဆိုပြီးမရဘူးပေါ့နော်။ hair cell က damage ဖြစ်သွားပြီဆိုရင်ပြန်ပြီးတော့မပေါက်လာတဲ့အတွက်ကြောင့်မို့သူကဘာပြောမလဲဆိုတော့ဒါဒီသူအပြင်ကနေပြီးတော့ပဲ addition နဲ့ထည့်လို့ရမယ်ဒီဘက်ကတော့အလုပ်လို့မရတော့ဘူးပေါ့နော်ဆိုတော့ဒါလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်ဘိုင်ဘိုင်